င်ပြီးတဲ့အခါမှာကျွန်ုပ်ဆိုပြီးနောက်မိမိအမိကိုထည့်သွင်းရွတ်ဆိုဖို့ဖြစ်ပါတယ်မျိုးသားလွတ်တော်ဥက္ကဋ္ဌအဖြစ်မျိုးသားလွတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးဖြစ်သောရွေးကောက်တင်မြှောက်ခံရဖြစ်သောကျွန်ုပ်ဘောင်းလေးတွေနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသိမ်းကာကွယ်ဆောက်ရှောက်ပြီးသိမ်းကာကွယ်ဆောက်ရှောက်ပြီးနိုင်ငံတော်၏ဥပဒေများကိုလည်းလိုက်နာပါမည်တည်တောင်ရှိမပြိုကွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထာဝစေဥထိပ်ပန်စဉ်ဆောင်ရွက်ပါမည်ကျွန်ုပ်ထမ်းဆောင်ရမည်ဖြစ်သောကာဝဝတ္တရားများကိုဖြောင့်မတ်မှန်ကန်စွာဖြင့်ကိုယ်စွမ်းရှိသည်ဉာဏ်စွမ်းရှိသည်ထမ်းဆောင်မည်ဖြစ်ကြောင်းလေးနှင့်တည်ကြည်စွာကြေညာ၍တတိသစ္စာပြုပါသည်ဆက်လက်ပြီးဒုတိယဥက္ကဋ္ဌဒီသစ္စာပြုဖို့ဖြစ်ပါတယ်မျိုးသားလွတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးဖြစ်သောကျွန်ုပ်ဒီနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသိမ်းကာကွယ်ဆောက်ရှောက်ပြီးနိုင်ငံတော်၏ဥပဒေများကိုလည်းလိုက်နာပါမည်တည်တောင်စုမပြိုကွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထာဝစေဥထိပ်ပန်စဉ်ဆောင်ရွက်ပါမည်ကျွန်ုပ်ထမ်းဆောင်ရမည်ဖြစ်သောကာဝဝတ္တရားများကိုဖြောင့်မတ်မှန်ကန်စွာဖြင့်ကိုယ်စွမ်းရှိသည်ဉာဏ်စွမ်းရှိသည်ထမ်းဆောင်မည်ဖြစ်ကြောင်းလေးနှင့်တည်ကြည်စွာကြေညာ၍တတိသစ္စာပြုပါသည်အားလုံးထိုင်နေကြပါပြီ